မင်္ဂလာပါရှင်ယနေ့ကြားရောက်တဲ့အာဟာရဒါနတနဆာလူကတော့မတ်အီမီကွေ USA မှာလူရန်လေးတော်တာဖြစ်ပါတယ်ရှင်။ငါးဟင်းဖြစ်တဲ့တနဆာပါကုန်ကြလို့တသိန်းကျပ်ဖြစ်ပါတယ်။တာရုပါရှင်။ယခုလိုမျိုးအပေခံဒုက္ခိတတရိษံလေးများပေါ်မှာကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်မတ်အီမီကွေ USA လည်းကိုစိတ်နှဖျားချမ်းသာချမ်းသာကြပါစေရှင်။အန္တရာယ်ကင်းပေးရှင်ပါစေ။စီးပွားလလပါများလည်းပွင့်လန်းဝေစားကြပါစေရှင်အလုတ်ကင်ကြံစီများလည်းအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရည်ဆက်လည်းနဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောက်ရှောက်ကြပါစေရှင်ရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကြောင်းကျမတို့ရွှေရနှလုံးသားမိသားစုမှဆုတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကကြည်လာနာဒီရွှေခွေလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်